สวัสดีค่ะทุกคนอาลองไปมิงกลาบาเช่น CC Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ sharing လုပ်ပေးမယ်ထိုင်းစကားပြောတွေကတော့ထိုင်းလိုကိုမိတ်ဆက်တဲ့ချိန်တုံးတဲ့စကားတွေပဲဖြစ်ပါတယ်ထိုင်းလိုမမိတ်ဆက်ခင်အရင်ဆုံးအနေနဲ့နန်စားတွေကိုတည်ထားမှာပဲဖြစ်ပါတယ်ကျွန်တော်ဆိုရင်ထိုင်းလိုผมလို့သုံးပါတယ်ผมကျမဆိုရင်တီရှန်ဒါပေမဲ့တီရှန်ကစာဆန်တဲ့စကားပြောမဆန်တဲ့အတွက်ကြောင့်ရှန်လို့ပဲသုံးပါတယ်တီရှန်ကိုမသုံးဘူးလားဆိုရင်တော့သုံးပါတယ်ဒါပေမဲ့အများစုကတော့ရှန်လို့ပဲသုံးပါတယ်ရှန်ကျမပေါ့နော်ရှန်ကိုထိုင်ငယ်တဲ့သူတွေနဲ့စကားပြောမယ်ဆိုရင်ကိုဘယ်လိုသုံးရမလဲဆိုရင်ဖီအမဆိုလဲဖီလို့သုံးလို့ရတယ်အကိုဆိုလဲဖီလို့သုံးလို့ရပါတယ်ကိုကအငယ်ဆိုရင်น้องလို့သုံးပါမယ်น้องတကယ်လို့ကိုကအငယ်ယောက်ျားလေးဆိုရင်ผมလို့ပဲသုံးလိုက်ပါผมမိတ်ဆက်တဲ့အခါမှာအရင်ဆုံးပြောကြတဲ့စကားတွေကတော့สวัสดีค่ะสวัสดีครับမိန်းကလေးဆိုခလို့သုံးပြီးတော့ယောက်ျားလေးဆိုครับလို့သုံးရပါမယ်สวัสดีค่ะสวัสดีครับမင်္ဂလာပါရှင်မင်္ဂလာပါဗျာကိုမိတ်ဆက်ပါရစေขอแนะนำตัวนะคะယောက်ျားလေးဆိုအနောက်မှာขอแนะนำตัวนะครับအဲ့လိုထည့်လိုက်ပါနာမည်ကိုထိုင်းလို့ชื่อကျမနာမည်ကတော့ဆိုရင်ฉันชื่อနောက်မှာကိုနာမည်ထည့်လိုက်ပါဥပမာအနေနဲ့ကျမနာမည်ကတော့ CC ဖြစ်ပါတယ်ဆိုရင်ฉันชื่อ CC အဲ့လိုပြောလို့ရပါတယ်ယောက်ျားလေးဆိုရင်ผมชื่อနောက်မှာနာမည်ထည့်လိုက်ပါเรียกฉันว่า CC ได้ค่ะကျမကို CC လို့ခေါ်လို့ရပါတယ်ယောက်ျားလေးဆိုเรียกผมว่าตอได้ค่ะကျွန်တော်ကိုတော်လို့ခေါ်လို့ရပါတယ်တော်နေရာမှာကိုနာမည်ထည့်လိုက်ရုံပါပဲနာမည်မိတ်ဆက်ပြီးပြီဆိုရင်တော့ဘယ်ကနေလာတာလဲဆိုတာကိုမိတ်ဆက်ပေးရပါမယ်ဒီမှာဆိုရင်ကျမမြန်မာနိုင်ငံကနေလာပါတယ်ฉันมาจากประเทศမြန်မာประเทศဆိုတာကနိုင်ငံမြန်မာဆိုတာကမြန်မာประเทศမြန်မာဆိုရင်မြန်မာနိုင်ငံနောက်တစ်ခွန်းကတော့ตอนนี้ฉันอยู่ที่ประเทศไทยအခုကျမထိုင်းနိုင်ငံမှာနေပါတယ်ตอนนี้ฉันอยู่ที่ประเทศไทยနောက်တစ်ခုကတော့အတက်ကိုမိတ်ဆက်ပေးရပါမယ်ตอนนี้ฉันอายุ20ปีค่ะအခုကျမအသက်20ပါตอนนี้ฉันอายุ20ปีค่ะဆက်သွားမယ်နော်နောက်တစ်လုံးตอนนี้ฉันเรียนภาษาไทยอยู่ค่ะအခုကျမထိုင်းစာသင်နေပါတယ်ตอนนี้ฉันเรียนภาษาไทยอยู่ค่ะภาษาဆိုတာကပါတာစကားကိုပြောတာဖြစ်ပါတယ်ตอนนี้ฉันเรียนภาษาไทยอยู่ค่ะအခုကျမထိုင်းစာသင်နေပါတယ်နောက်တစ်ခွန်းကတော့ฉันอยากมีเพื่อนคนไทยเยอะๆค่ะကျမထိုင်းတငယ်ချင်းများရှိချင်ပါတယ်เพื่อนဆိုတာကတငယ်ချင်းอยากมีရှိချင်တယ်เยอะๆဆိုတာကများฉันอยากมีเพื่อนคนไทยเยอะๆค่ะကျမထိုင်းတငယ်ချင်းများရှိချင်ပါတယ်နန်စားနေရာကိုချိန်တက်မယ်လို့ထင်ပါတယ်အဲ့ဆိုရင်နောက်တစ်လုံးဆက်သွားကြရအောင်เวลาว่างฉันชอบฟังเพลงค่ะအားတဲ့ချိန်ကျမတခြင်းနားထောင်ရတာကြိုက်ပါတယ်เวลาว่างဆိုတာကအားတဲ့ချိန်ฉันชอบฟังเพลงကျမတခြင်းနားထောင်ရတာကြိုက်တယ်เวลาว่างฉันชอบฟังเพลงค่ะฟังเพลงနေရာမှာကိုကြိုက်နေတဲ့တာထည့်လို့ရပါတယ်ฉันทำงานที่ร้านอาหารค่ะကျမစားတောက်ဆိုင်မှာအလုပ်လုပ်ပါတယ်ร้านอาหารဆိုတာကစားတောက်ဆိုင်ဖြစ်ပါတယ်ฉันทำงานที่ร้านอาหารကျမစားတောက်ဆိုင်မှာအလုပ်လုပ်ပါတယ်မိတ်ဆက်လို့ပြီးပြီဆိုရင်နောက်ဆုံးပြောရမယ့်စကားကတော့ยินดีที่ได้รู้จักค่ะတွေ့ရတာဝမ်းသာပါတယ်ရှင်ယောက်ျားလေးဆိုရင်ยินดีที่ได้รู้จักครับတွေ့ရတာဝမ်းသာပါတယ်ဗျနောက်တစ်ခါပြန်ပြောပြမယ်နော်ยินดีที่ได้รู้จักค่ะ
တွေ့ရတာဝမ်းသာပါတယ်ရှင်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်ขอบคุณค่ะทุกคน